BGF ကရင်နယ်ကြားဆောင်တက်ခေါင်းဆောင်တဦးဖြစ်တဲ့နိုင်မောင်စော်ကကြားဖြန့်အွန်လိုင်းငွေလိမ်ဂိုင်းတွေပပျောက်တဲ့အထိအပြီးတိုင်ဖယ်ရှားတော့မယ်လို့ပြောလိုက်ပါတယ်။ရွှေကုတ်ကိုဝင်းကျင်မှာကြားဖြန့်1000-2000လောက်ရှိနိုင်ပြီးတော့ဒီတစ်ခါတော့တာမန်ပုံစံမျိုးမဟုတ်ပဲပလန် AB တွေကိုကြောပြီးတော့ပလန် C နဲ့အပြီးတိုင်ချေမိုးရမယ်အချိန်ကြပြီလို့လဲထိုင်းသတင်းတောက်ရဲ့အမေးကိုနိုဝင်ဘာ18ရက်နေ့ညနေပိုင်းမှာဖြေကြားပါတယ်။ အမေရိကန်တရုတ်စတဲ့နိုင်ငံတကာရဲ့ဖိအားကြောင့်မဟုတ်ပဲ BGF မှာကြားဖြတ်နှိမ့်နေအထူးတပ်ဖွဲ့စည်းထားတာကြာပြီဖြစ်တယ်လို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းအချိန်ကြာလာပြီဖြစ်တာကြောင့် scammer တွေကိုရှင်းလင်းဖယ်ထုတ်တာလို့လည်းဆိုရတယ်။ကြားဖြတ်ငွေလိမ်နေကြတာကိုသူတို့အနေနဲ့တေးသေးချာချာမသိကြောင်းနဲ့နိုင်ငံတကာသတင်းတွေမှာပါလာချိန်မှလွတ်ထားလို့မရတော့တာကိုသတိပြုမိပြီးချက်ချင်းအရေးယူဆောင်ရွက်တာဖြစ်ကြောင်းလည်းပြောရတယ်။ကြားဖြတ်လုပ်ငန်းတွေမှာ BGF အနေနဲ့ပါဝင်ခြင်းမရှိဘဲမြေနေရာငှားရမ်းထားတာဖြစ်ကြောင်းလည်းနိုင်မောင်စော်ကထပ်လောင်းကာကွယ်ပြောကြားပါတယ်။ဒါပေမဲ့လည်း BGF ဆော့ချစ်သူထိန်းချုပ်ရာရွှေကုတ်ကိုမြဝတီနောက် DKBA ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်ထိန်းချုပ်ရာ KK Park ကြောက်ခတ်အထိကာစီနိုလောင်းကစားအမိခံပြီးတော့ကြားဖြန့်လုပ်နေတဲ့သတင်းတွေထွက်နေတာနှစ်အတော်ကြာပါပြီ။ဒီလုပ်ငန်းတွေမှာငွေရအောင်မလိမ်သူတွေကိုနှီးမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်တဲ့ဗီဒီယိုတွေညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ဓာတ်ပုံဗီဒီယိုတွေလည်းထွက်ပေါ်နေတာပါ။ထိုင်းမြန်မာနယ်စပ်ရွှေကုတ်ကိုမြို့တင်မှာရှိတဲ့ကြားဖြတ်တွေကိုစေအုပ်စုလက်အောက်ခံ BGF အဖွဲ့ကနှိမ်နင်းတော့မယ်လို့ပြောဆိုတဲ့နေ့မှာပဲရွှေကုတ်ကိုမှနေထိုင်သူတရုတ်တော်တော်များများမျိုးရင်းကထွက်ခွာနေကြတဲ့ social media ဗီဒီယိုတွေနိုဝင်ဘာ18ရက်နေ့ညဘက်မှာထွက်ပေါ်လာပါတယ်။အဲ့ဒီထွက်ပြေးသူတွေဟာထိုင်းနိုင်ငံဘက်ကိုဖျက်ကူးကြလိမ့်မယ်လို့လည်းခန့်မှန်းထားပါတယ်ခင်ဗျာ။ကျွန်တော်အောင်ဆွေပါ။